အားလုံးပဲမင်္ဂလာပါပီယာဝါစာ channel ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်အစီအစဉ်မစခင်မှာခင်ဗျားတို့မိခွန်းလေးတစ်ခုမေးစရာရှိအဲ့ဒါကခင်ဗျားတို့မိမမသိအောင်ပတ်စံဘယ်လောက်များများပတ်ထားဘူးလဲ What the fuck bro အခုပြောပြမယ်အကြောင်းအရာတွေမှာပါတယ်လူဟာခင်ဗျားတို့တက်ဆရာကြားတယ်အားလုံးပဲမင်္ဂလာပါပီယာဝါစာ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခုတစ်ပတ်မှာပြောပြမယ့်သူရဲ့အကြောင်းကတော့သူကဘတ်မန်းဗျဘတ်မန်းတော့ဂျပန်ကဘတ်မန်းဘတ်မန်းဆိုလို့စူပါဟီးရိုးလို့မထင်လိုက်နဲ့မိန်းမမသိအောင်ဘတ်တဲ့ငွေများတဲ့ဘတ်မန်းသူ့ရဲ့နာမည်ကကြတော့သူကသတင်းဌာနတွေကတော့သူ့ရဲ့နာမည်အတူကောက်ကို S လို့ပဲပြောထားတယ်နာမည်ဖြောက်ပေးထားတာပေါ့ဗျာသူကအသက်66နှစ်အရွယ်ဂျပန်အမျိုးသားပင်စင်စားတဦးဗျသူကလည်းပင်စင်စားသူ့ရဲ့အမျိုးသမီးကလည်းပင်စင်စားပဲဗျလင်မယားနှစ်ယောက်ပေါင်းလို့ရတဲ့ပင်စင်လစာကရန်နဲ့ဆိုရင်ရန်3သိန်းဒေါ်လာ2000ဝန်းကျင်ရှိတယ်လို့ပြောပါတယ်ဒါမဲ့ဒီလိုရတဲ့ပင်စင်လစာတွေကသူ300လားဆိုတော့အကုန်လုံးကိုသူ့ရဲ့မိန်းမချုပ်ကင်ထားတာဗျကလေးတွေကျောင်းစရိတ်တို့ပြီးတော့အိမ်ကန်းငါးကဈေးကြီးလို့အိမ်ကန်းငါးကဘလောက်ပေါ့နော်အဲ့လိုမျိုးသူရဲ့မိန်းမစီးစနစ်ကြတယ်လို့ပဲစကားလုံးလှလှနဲ့ပြောရတာပေါ့ဗျာဘလောက်ထိစီးစနစ်ကြလဲဆိုသူတို့စညားကလေးကသူ့ဘီယာပေးမတော့တော့ဘူးဒါရတော့ယောက်ျားလေးတယောက်ကိုတော်တော်ကိုစိုးရတဲ့စီးစနစ်အကြခံရတဲ့ကိစ္စပေါ့ဗျာဘီယာပေးမတော့ဘူးပြီးတော့သူအပြင်တွေပါတွေသွားဖို့လာဖို့ကကားတော့ဝယ်ပေးတယ်ဒါပေမဲ့ကားအဆုပ်ကလေးကြီးသူ့ပေးဝယ်အဲ့ဒီလိုမျိုးစီးစနစ်အကြခံရတဲ့ကိစ္စတွေကသူ့ရဲ့ဘတ်ဖို့အကြောင်းအရာကိုတွန်းပို့ပေးလိုက်သလားပေါ့ဗျာပုံမှန်တန်းဆိုရင်တော့သူကဘတ်စရာအကြောင်းမရှိဘူးဗျဘတ်စရာအကြောင်းကဘယ်လိုပေါ်လာလဲဆိုတော့တရက်သူလက်ဖေးဆိုင်သွားထိုင်တယ်ပေါ့ဗျာမနက်ခင်းကော်ဖီတွေပါသွားတောက်တယ်သတင်းစာဖတ်တယ်ဖတ်ရင်းနဲ့ထီထိုးမယ်ဆိုပြီးစိတ်ကူးပေါက်လို့ထီထိုးလိုက်တာထီကတစ်စောင်းကိုသူ့ရဲ့အပြောအရရန်300ကျတယ်တဲ့ရန်300ကျတယ် US ဒေါ်လာနဲ့ဆို$2နီးပါးလောက်ပေါ့နော်$2ဝန်းကျင်လောက်ကျတယ်ပေါ့အဲ့လိုထိုးပြီးသွားတဲ့အချိန်မှာလကုန်ကြတော့သူထီပေါက်တယ်ဆိုတဲ့သတင်းကိုသူကြားရတယ်ဒါပေမဲ့သူစိတ်ကူးထဲမှာတော့အမောက်များများပေါက်မယ်လို့တော့မထင်ထားဘူးပေါ့ဒါပေမဲ့ထီတိုက်လိုက်တဲ့အချိန်မှာတော့သူထင်မှတ်မထားတဲ့ကိစ္စကသူပေါက်တဲ့ထီက600မီလီယံယန်ပေါ့နော်600ယန်ပေါင်း600မီလီယံလောက်ရှိတဲ့စုကြီးကိုသူပေါက်သွားတယ်သူကလည်းမထင်ထားဘူးညာသူကလည်းမထင်ထားဘူးဆိုတာသူကဒီသတင်းဌာနကိုပြောပါတယ်ဒါကအစစ်မှန်လို့သူမထင်ရဘူးပေါ့နော်ဒီကိန်းကနန်းကြီးကသူ့အတွက်အရန်ကြီးမားနေတယ်ဒီကနန်းကိုကြားပြီးတဲ့အချိန်မှာသူလန့်သွားတယ်လို့ပြောတယ်သူကထီပေါက်တဲ့ကိန်းကနန်းကိုသာကြောက်တာဗျအဲ့ဒီကိန်းကနန်းတွေကိုဖွက်ထားဖို့ကြတော့မကြောက်ဘူးဘယ်သူ့ကိုဖွက်တာလဲဆိုတော့သူ့မိန်းမမသိအောင်အဲ့ကိန်းကနန်းတွေကိုဖျောက်ပလိုက်တယ်သူ့ရဲ့မိန်းမကိုပြောတာကြတော့ရန်9တန်းထီပေါက်တယ်တဲ့9တန်းတကယ်တမ်းပေါက်တဲ့ထီက600မီလီယံကို9တန်းပဲပေါက်တယ်လို့ပြောတယ်ဒါမဲ့လေမယားနှစ်ယောက်ကတော့ထီပေါက်တယ်ဆိုတော့ပျော်ပြီးတော့အဲ့ဒီထီပေါက်တဲ့ငွေတွေကိုဘာလုပ်လိုက်လဲဆိုတော့သူကအိမ်ပြင်တဲ့စိတ်ထဲမှာထည့်လိုက်တယ်ထည့်လိုက်ပြီးတော့အဲ့ကျန်တဲ့ပတ်စံတွေကိုဆရာကြီးကဘာလုပ်လဲဆိုတော့သူက luxury car တွေနဲ့ luxury car သူ့ရဲ့ကားအဟောင်းလေးနဲ့အိမ်ကနေဝစ်ဆုပ်ကလေးနဲ့ထွက်သွားတယ်ပြီးတော့သူဝယ်ထားတဲ့ luxury car ကိုbasement ထဲမှာသွားထည့်ထားတယ်အဲ့ basement ထဲကိုရောက်တဲ့အချိန်မှာသူကားအဆုပ်လေးနဲ့စီးပြီးရောက်တဲ့အချိန်မှာ luxury car ကိုထုတ်စီးတယ်ပြီးတော့တယောက်တည်း vacation တွေသွားတယ်ရေပူစမ်းတွေသွားတယ်အပန်းဖြေခရီးတွေသွားတယ်ဒီကိစ္စတွေကိုသူမိမမသိအောင်ဘယ်လိုလုပ်လဲရတော့ဒါသူ့ရဲ့စကေးပုံမမှုတည်
ဒီလိုနဲ့သူအချိန်ကာလအတိုင်းအတာတစ်ခုထိသူအဲ့ပတ်စံနေဘူးတမင်မှမသိအောင်ထွက်ဖြုံးတယ်ဖြုံးရင်နဲ့တရက်ကြတော့သူဘယ်လိုဖြစ်လာလဲဆိုတော့သူ့ရဲ့အပြောအရကတော့သူခံစားချက်ကသူအဖေကိုသွားတတိရတယ်တဲ့သူ့ရဲ့ဖခင်ဖြစ်တဲ့သူကအိမ်တောင်ကွဲပြီးတဲ့နောက်မှာတယောက်တည်းအထီးကျန်ပြီးတော့ယောဂါတွေနဲ့တကူကြီးခံစားပြီးတော့တယောက်တည်းတည်သွားရတယ်ဆိုတဲ့အကြောင်းသူတွေးမိပြီးသူစိတ်ထဲမှာစိတ်မကောင်းဖြစ်လာတယ်ပြီးတော့သူကဒီလိုမျိုးတယောက်တည်းသွားပြီးတော့ပျော်ပွဲစားတွေထွက်တယ်ပတ်စံတွေသွားဖြုံးတယ်အဲ့လိုဖြုံးနေပေမဲ့သူ့ရှင်ထဲမှာတဖြည်းဖြည်းနဲ့ပျော်ရွှင်မှုကနည်းလာတယ်မပျော်တော့အဲ့တော့သူကသတင်းဌာနကိုပြောတာဒီဟာကပေါ့နော်ဒီပတ်စံတွေတဲ့သူ့ရဲ့ကိုယ်ပိုင်စူးစမ်းမှုနဲ့သာဆိုရင်သူဂုဏ်ယူမိမှာအမှန်ပါပဲတဲ့ဒါပေမဲ့သူအားမဆိုင်ဘဲနဲ့ရလာတဲ့ပတ်စံကတော့သူ့စိတ်ထဲမှာမပျော်တယ်လို့သူ့ရဲ့ဘဝကြီးကိုလှုပ်ခါသွားစေတယ်လို့သူကပြောပါတယ်အဲ့တော့သူကလက်ရှိထိလဲသူမိမမသိအောင်ဖတ်ထားတော့မှထင်တယ်ဗျ Oh my god wow သူကအဲ့ဒီပတ်စံတွေကိုတယောက်တည်းသုံးရတာမပျော်တဲ့နောက်မှာဘာလုပ်လဲဆိုတော့သူကငိုကြေးဆိုင်ရအကြံပေးကိုငားတယ်ငားပြီးတော့အဲ့ဒီသူသုံးလို့ပိုတဲ့ပတ်စံတွေပေါ့ညာသူသုံးလိုက်တဲ့ပတ်စံအမောင်းကလည်း18 million လောက်ရှိမယ်လို့ပြောထားတယ်အဲ့တော့သူကအဲ့ပိုတဲ့ပတ်စံတွေ900 million ဝန်းကျင်အဲ့ပတ်စံတွေကိုသူကသူ့ရဲ့မျိုးသမီးနာမည်သူ့ရဲ့သားမီးတွေနာမည်နဲ့အာမခံတွေဝယ်ပြီးတော့အာမခံမှာရင်းနှီးမြှုပ်နှံလိုက်တယ်လို့ပြောတယ်သူ့ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ social media တွေမှာကလည်းပြောတဲ့စကားတစ်ခုရှိတယ်ဗျအဲ့ဒါကဘာလဲဆိုတော့သူက for ordinary people ပေါ့နော်ပုံမှန်လူသားတွေအခုပုံမှန်ရုန်းကန်နေရတဲ့လူတွေအခုက sudden what ပေါ့နော်မမျှော်လင့်ပဲရလာတဲ့ကြွယ်ဝချမ်းသာမှုဟာ does not bring happiness ပျော်ရွှင်မှုကိုမပေးနိုင်ဘူးလေပြီးတော့အဲ့ဒီအပြင်ကိုသူတို့ရဲ့ဖြစ်တည်မှုတွေကိုပါထိခိုက်ရုပ်သွားစေနိုင်တယ်လို့ social media သုံးစွဲတဲ့သူတွေကမှတ်ချက်ပေးကြတယ်ဒီနေ့ Mr. SG ကတော့သူ့ရဲ့မိမမသိအောင်ဖြောင်ထားတာ600 million yen တော့ကိုဆရာတို့ဘယ်လောက်ပတ်ထားပြီးပြီလဲပတ်ပုံပန်းလေးမြင်လဲကျွန်တော် comment မှာမျှဝေသွားပါဦးအကယ်၍ခမားသာအဲ့လိုမျိုးထီဆူကြီးပေါက်ခဲ့ရင်ဘာလုပ်လဲသူ့လိုပဲပတ်မှာလားဒါမှမဟုတ်ဘာလုပ်မှာလဲ